ရှေးရှေးတုန်းကဗာရာဏသီဆိုတဲ့တိုင်းပြည်ကြီးတစ်ခုကိုစိတ်ကူးနဲ့လှမ်းကြည့်လိုက်ရအောင်ဗာရာဏသီပြည်ကြီးမှာကာတိကရစ်မင်းကြီးနဲ့မိဖုရားကြီးစန္နာဒေဝီတို့ကထီးနှန်းစိုးစံကြရတဲ့မိဖုရားကြီးနှင့်မင်းကြီး၏မောင်မအပေါင်းတို့တွင်မြည်သူမျှသားသမီးမထွန်းကားကြသဖြင့်ဗာရာဏသီပြည်သူပြည်သားများသည်နန်းဆက်မပြတ်စေရန်အတွက်မင်းရင်ပြင်၌စည်းဝေးကာတိကရစ်ထံထီးနှန်းဆက်ခံမိသားတော်တစ်ပါးပေါ်ပေါက်ပါစေဟုအညီညွတ်ဆုတောင်းလျှောက်ထားကြသည်ထိုအကြောင်းကြောင့်မင်းကြီး၏မောင်မ16000အပေါင်းတို့သည်မိမိတို့ယုံကြည်ကိုးကွယ်ရာနတ်ဖျားများထံသားစုရရှိရန်ပူဇော်ဆုတောင်းကြလေသည်သို့သောထိုမောင်မအပေါင်းထဲတွင်စန္နာဒေဝီမိဖုရားကြီးတဦးတည်းသာဆုတောင်းပြေဝ၍တေမိယဟုသောအလောင်းတော်မင်းသားကိုဖွားမြင်ရရှိလေသည်အဲ့ဒီပြည်လုံးပျော်ရွှင်သံနှင့်ပြေးရှံသွားပြီးမိုးနဲ့မင်းကပါကောင်းချီးပေးသလိုမိုးတွေတေးထန်စွာရွာသွန်းလာခဲ့တယ်ဒါကြောင့်ပဲမင်းသားလေးကိုတေမိယလို့အမည်ပေးခဲ့ကြတာပါဒါပေမဲ့ဒီပျော်ရွှင်မှုဟာကြာရှည်မခံခဲ့ပါဘူးမင်းသားတေမိယတလသားရွယ်မှာပဲသူ့ဘဝကိုပြောင်းလဲစေမဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်သူ့ခမဲတော်မင်းကြီးကရာဇဝတ်သားတွေကိုရရက်ဆက်ဆက်အပြစ်ပေးနေတာပါအဲဒီခဏမှာပဲမင်းသားလေးရဲ့စိတ်ထဲမှာအတိတ်ဘဝရဲ့အမတ်တရတွေပြန်ပေါ်လာခဲ့တယ်။ငါလည်းအရင်ဘဝမှာမင်းဖြစ်ခဲ့ဘူးတဲ့။အဲ့ဒီအမိန့်တွေကြောင့်ငရဲမှာနှစ်ပေါင်းများစွာခံစားခဲ့ရဘူးတဲ့။ဒီအသည့်အမြင်ကတေမိယရဲ့နှလုံးသားကိုပြင်းပြင်းထန်ထန်လှုပ်ခါသွားစေခဲ့ပါတယ်။ငါနောက်ထပ်မင်းမဖြစ်ရတော့ဘူးဒီဘေးကလွတ်အောင်မဖြစ်မနေရုံထွက်မယ်ထိုအခါရှေးဘဝကအမိဖြစ်ခဲ့ဘူးသူထီးဖြူတော်ဆောင်နှက်သမီးသည်တေမိယမင်းသားအားစွန့်နားမကြားတကယ်သို့ဟန်ဆောင်၍နေရန်အကြံပေးလေသောတေမိယမင်းသားလည်းထိုအကြံအတိုင်းဘသူပါပြောမကြားချင်အောင်ဆောင်မဲဘလောက်ပဲနာကျင်ပါစေစကားမပြောဘူးအင်္ဂါမတန်ဆွမ်းသူလိုပဲအိယာထဲမှာပဲလဲနေမယ်ဒီလိုနဲ့မင်းသားဟာခက်ခဲလွန်းတဲ့အတိတ်ထံကိုစတင်ခဲ့တာပါ16နှစ်ကြာတဲ့အချိန်အတွင်းဘလောက်စမ်းသက်ခဲ့ကြလဲဗိုက်စာအောင်ထားတယ်သူမငိုဘူးမီးတွေရှို့ပြီးစမ်းသက်တယ်သူမလှုပ်ဘူးစင်ကြီးတွေငွေကြီးတွေနဲ့ခြောက်လန့်တယ်သူမျက်တောင်တစ်ချက်မခတ်ဘူးအရွယ်ရောက်လာတော့မိမပြိုတွေနဲ့ဖျားယောင်းတယ်သူလုံးဝမတုံ့လှုပ်ဘူးနောက်ဆုံးမှာတော့ခမဲတော်ကအမိန့်ပေးလိုက်ပါတယ်တောထဲမှာမြေမြုပ်တက်ဖို့ရထားထိန်သူ့နန္နာကမင်းသားကိုခေါ်သွားပြီးကျင်းတူးနေတဲ့အချိန်မှာအံ့ဩစရာတစ်ခုဖြစ်ပွားခဲ့ပါတယ်16နှလုံးလုံးအိယာထဲမှာပဲလဲနေခဲ့တဲ့မင်းသားဟာရထားပေါ်ကဆင်းလာတယ်ရထားကိုမပြလိုက်တယ်ပြီးတော့သူ့စီကထွက်လာတဲ့စကားတန်ဟာနတ်စီတန်လိုကြည်လင်လှပါတယ်ငါဟာစကားမပြောနိုင်တာမဟုတ်ဘူးမျက်စိမမြင်တာလည်းမဟုတ်ဘူးမရဲဘေးကိုကြောက်လို့တရားကျင့်နေတာပဲဒီစကားတန်ဟာတောအုပ်တစ်ခုလုံးကိုဟိန်းထွက်သွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့တေမိယရဲ့ပြတ်သားတဲ့နေခံမပါရမီကြောင့်ခမဲတော်မိခင်နဲ့တပြည်လုံးဟာလောကီစည်းစိမ်တွေကိုစွန့်ပြီးတောထွက်တရားကျင့်ခဲ့ကြပါတော့တယ်ဒါဟာလူတစ်ယောက်ရဲ့ယုံကြည်ချက်နဲ့အဋ္ဌံကဘလောက်အထိစွမ်းအားကြီးမားနိုင်တယ်ဆိုတာကိုပြသခဲ့တဲ့တေမိယဇတ်တော်ပဲဖြစ်ပါတယ်ရှင်